make look ကိုပြီးတော့ဝတ်စုံရောပုံစံရောဟိုလေကျန်တဲ့သူတွေကချီးကျူးကြပါတယ်အပြင်ကလူတွေလည်းချီးကျူးကြရမယ်ဘယ်လိုပဲဖြစ်ဖြစ်လေသိရမလားကိုယ့်အိမ်ကလူချီးကျူးဖို့တော့ပိုကြိုးစားရတယ်ဖေဖေကဒီကားမှာအရန်ကြိုက်တယ်ဒီကန်ဆက်ကမှာအရန်ကြိုက်တယ်ငါသမီးကိုအကြိုက်ဆုံးပဲရိုက်သမျှကားတွေမှာတဲ့ဟာဖေဖေလို့ဘာလို့တော့လို့ပြောဒီ character ရောဇက်ကောင်ရောတရုပ်ဆောင်တာရောဖေဖေအကြိုက်ဆုံးပဲတဲ့အဲ့လိုတခါမှဖေဖေကပြောသူဇာိုက်တာတို့ဘာလို့သွားကြည့်ရဲ channel ကားတွေလည်းသွားကြည့်ရဲသူအများကြီးကြည့်မယ်ဒီကားကိုသူအကြိုက်ဆုံးပဲသူ့မျက်လုံးထဲမှာရောက်တယ်တမီးနဲ့အလိုက်ဆုံးပဲတဲ့ဖေဖေချီးကျူးတာရှားတယ်အဲ့လိုမျိုးဆိုဖေဖေရဲ့ချီးကျူးခြင်းတော့ဒီကားမှာခံခဲ့ရတယ်ကိုလည်းဂုံရတဲ့ကားတကားဂုံရတဲ့ကားတကားပေါ့တကယ်ဒီကားကိုရိုက်တဲ့အချိန်မှာလည်းအရန်ကိုအားရခဲ့တယ်အခုပြတဲ့အချိန်မှာလည်းကိုအားရတယ်ဂုံယူတယ်ဒီဇက်ကလည်းအရန်ကောင်းတဲ့အတွက်ဒီဇက်ပေါ်မှာကိုကစီးမျောပြီးတော့အဝေါဆိုတဲ့ပုံစံတက်လင်းသစင်ကိုတကယ်လောက်ခဲ့တဲ့အတွက်လည်းရလာရလက်တည်လဲတော့အဝေါကိုမေ့ပြီးသူတို့တကယ်ဆုံတောင်းမှရဲမိမလေးဆိုနှုတ်ဆက်တာမှဟိုကားရဲ့ရဲမိမလေးဆိုအဲ့လိုမျိုးနှုတ်ဆက်တဲ့အတွက်တကယ်ဂုံယူရတယ်